အားလုံးပဲမင်္ဂလာပါစုဖြိုးဖြစ်ပါတယ်ရှင်ဒီနေ့ကတော့စုဖြိုးကကျောင်းသွားတဲ့စုဖြိုးတရက်တာကို vlog လေးရိုက်ထားဖြစ်ပါတယ်ကျောင်းသွားတဲ့အချိန်ကအလုပ်တက်လုပ်စင်းတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့လူအများများပါတယ်ဒီနေ့ကတော့ထူးထူးဆန်းဆန်း view ရိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့မိနစ်30လောက်ကြာအောင်ကြိုးရောက်နေပါတယ်အဲဒါကြောင့်မလို့ကျောင်းကနီးတဲ့စားတော့ဆိုင်မှာ kimchi တီးကမနက်စာနေနဲ့စားရတယ်ဒါကတော့ခါချွန်းတဲ့ရှေ့မှာမြင်ရတယ်ခါချွန်းတဲ့စိတ်နဲ့ခါချွန်းကွမ်ဆိုရဲစုဖြိုးအဓိကတန်းနေတတ်တဲ့အဆောက်အအုံဖြစ်ပါတယ်မိနစ်30ကြိုရောက်ပြီမဲ့လဲထမင်းစားနေရတဲ့10မိနစ်ထပ်ပြီးတော့နောက်ကျသွားပါတယ်စုဖြိုးကတော့ခါချွန်းတဲ့မှာ tourism second year တက်နေရဖြစ်ပါတယ်ပထမဆုံးတက်ကတော့ tourism product planning တန်းဖြစ်ပါတယ်ဒုတိယတစ်ချိန်ကတော့ strategy တန်းဖြစ်ပါတယ်ဒီတန်းကတော့တစ်နာရီလောက်ပဲတက်ရတာပါကြားတယ်2နာရီလောက်ရတဲ့အချိန်မှာစုဖြိုးတရက်တာပြီးရမယ့်အလုပ်တွေကိုပြန်စစ်ပါတယ်နောက်ဆုံးချိန်ကတော့ resort အတန်းဖြစ်ပါတယ်မနက်ကအတန်းနေစက်တိုက်တက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတန်းဆိုရင်တော့ပုံမှန်အိမ်လိုက်ပါတယ်နောက်ဆုံးတော့အိမ်ပြန်ပါပြီနောက်နိုင်ဆိုတော့လည်းအလုပ်စင်းချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့လူများမှအတွင်းနဲ့စိတ်ညစ်နေပါပြီဒါတော့စုဖြိုးရထားပေါ်ကနေအမြဲမြင်ရတဲ့ view ပါညနေစာတော့ရိုးရှင်းရှင်း kimchi ထမင်းစော်နဲ့ဘောဥကင်စားပြီးတော့ပြီးပါပြီရှင့်အားလုံးပဲအဆုံးထိကြည့်ပေးကြလို့ကျေးဇူးပါပဲနော်ဘိုင်ဘိုင်